ပြပြတဲ့ကေရှာလိုက်တာအယုတ်ကလောင်သွားတာ အလိုက်ရောင်းစားလို့ရပြီနော်အလိုက်နဲ့ကကိုနဲ့တူတဲ့ဇက်ကောင်ကလေးကိုလုတ်ပါမယ်ရှင်အရင်ဆုံးတနန်းချိုးကိုတလူပုံစံမျိုးလေးလောက်ထားမယ်နော်ဒါကတော့လိုအပ်တဲ့ပစ္စည်းလေးတွေပါရှင်ခလေးရွှွန်ကြော်ရဲ့ခဲဘက်ရဲ့လိုပါတယ်ရှင်ရုပ်ပုံစံလေးပေါ့နော်ဒါလေးကလောက်ထားတာပါခဲဘက်ကိုတပြီးတော့လုံးမယ်လုံးပြီးတော့သူ့ကိုခေါင်းပုံစံလုံးမှာပေါ့နော်ခေါင်းလိုမျိုးလုံးလုံးလေးလုံးလိုက်ပါမယ်လိုတဲ့နေရာလေးကိုလည်းခဲဘက်ထပ်ဖြည့်လိုက်ပါမယ်ရှင်နော်ခလေးရွှွန်ကြော်ကိုတပြီးတော့ရော်လိုက်မယ်ပေါ့နော်တပြီးတော့ဝယ်လို့ရတာလေအဝါပဲရှိရဒါပဲဈေးတန်တဲ့တခြားဟာရ2000ကျော်3000နေဖြစ်နေရောလေကိုကအခုမှလည်းစမ်းလို့ကြည့်ရအခုမှလည်းစမ်းကစားကြည့်ရဆိုတော့ဒီဟာကိုပဲယူလိုက်တော့ရပေါ့နော်ဒါတခုမှ4000ကျော်လောက်ပဲရှိရကိုခေါင်းပုံစံလေးပုံသွင်းလိုက်ပါမယ်ခေါင်းပုံစံပုံသွင်းပြီးွားရင်တော့ဒီကပါဖောက်မလို့ပါပုံစံလေးသွင်းလိုက်မယ်နော်ဒါကတော့မျက်နှာပြတစ်ခုလုံးအလျှောကင်ပြီးွားပါပြီပြီးွားရင်တော့မျက်လုံးနေရာကိုလက်မနှစ်ဖက်နဲ့ဖိလိုက်ပါမယ်ဒီမှာကိုယ်နှာခေါင်းကကြီးကြီးဆိုတော့လိုက်ပြီးတော့ကြီးလှုပ်ကြည့်ရလေမရဘူးတိလားဒီလောက်ထိပဲပုံသွင်းနိုင်တယ်နှာခေါင်းကလေခက်ကြီးမရတော့ဘူးအဲ့လောက်ထိပဲပေါ့နော်အဲ့လောက်လိုပဲမှတ်လိုက်တော့ပေါ့ဒါကတော့နှာခမ်းပုံစံကိုပုံသွင်းနေတာပါဒါကတော့နှာခမ်းဖောက်ရပြီပေါ့နော်ဒီရဲ့နှာခမ်းဖောင်းတယ်လေပြီးွားရင်ဒီရဲ့ပါရီကဖောင်းတော့ပါထပ်ဖောင်းတယ်ဂျုံနဲ့ကတော့ level ကိုထပ်လုပ်နေတာပေါ့နော်အပူချိန်ပြပြနဲ့15မိနစ်လောက်သူတို့ဖောက်လိုက်တာပေါ့နော်ဒီရုပ်ကြီးပေါက်သွားပါတယ်အဖူးတွေအပိတ်အနေနဲ့မင်းကုတာကြီးဖြစ်သွားပါတယ်ရှင်ဒါပေမဲ့လည်းခန္ဓာကိုယ်မှာသူတို့ဂွန်းတွေထည့်မယ်ဖောက်တွေထည့်မှာဆိုတော့အလဲသူ့ကိုအင်းရှုပ်ပေးမယ်ပေါ့နော်ခန္ဓာကိုယ်ရှုပ်ပေးလိုက်ပါမယ်ရှင်ကိုကလက်သက်သမားဆိုတော့အဲ့ဒါတွေကိုတွေစက်နဲ့လိုက်ပြီးတော့ဖြတ်ပါတယ်အဲ့အဖူးတွေကိုထပ်ပြီးတော့နည်းနည်းထပ်กินလိုက်တယ်ပေါ့နော်အဲ့ဆိုရင်တော့ပုံမှန်ရုပ်ကလေးပြန်ဖြစ်သွားပါတယ်ဒါကတော့အသားရောင်လေးဖြစ်အောင်ဖြော်နေရပါသူတို့ကအသားဖြူရဲ့ဘက်သွားတော့အသားဖြူလေးဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးလေးဆေးဖြော်ထားပါတယ်အမှမီးပြတ်သွားပါတယ်ရှင်မီးပြတ်သွားတော့ဒီဥစ္စာရေစင်းနဲ့ပေါ့နော်ရေစင်းနဲ့ပါနီဆိုတဲ့အခန်းကိုလည်းရေစင်းနဲ့ပဲဆိုလိုက်ပါတယ်ပြီးရင်တော့ဂလူးနဲ့မျက်လုံးလေးတွေနှလုံးကိုကတ်လိုက်ပါမယ်ဒီကပါနီကတော့တော်တော်များသွားပါတယ်တော်တော်မဟုတ်ပါဘူးတော်တော်များသွားတာပါအဲ့ဒါဆိုတော့မျက်နှာလေးနေရာတော့ပြီးသွားပြီပေါ့နော်ပြီးရင်တော့စပင်ကတ်မယ်စပင်ကိုလည်းဂလူးနဲ့ပဲကတ်ပါမယ်ရှင်စပင်လေးကတ်ပြီးသွားပြီဆိုတော့လည်းသူ့ကိုဖောင်ပြင်းမထားချင်တဲ့အတွက်ဘောင်းမီကလေးဝစ်ပေးလိုက်ပါတယ်ပြီးရင်တော့ဒီရဲ့မျက်မှန်အမြဲတတ်တော့မျက်မှန်လေးကိုလည်းတော်နန်းကျိုးနဲ့ပဲလုပ်လိုက်ပါတယ်ရှင်ဆိုရင်တော့နောက်ဆုံးတလို့ရုပ်ကလေးထွက်လာပါပြီဟဲ့ဖြစ်လို့မရဘူးအမကြီးဒါကတော့ပထမဆိုကိုယ့်ခေါ်လိုက်ရုပ်ကလေးလုံးတဲ့ပုံစံပေါ့နော်ပြောရရင်တော့မလားဘူးဒါပေမဲ့စစ်ပြပါတယ်ဒီခဏပြက်နေကြတဲ့ဒီရုပ်ကလေးလုံးရတော့စိတ်ချတော့ပုတ်တစ်ခုပေါ့နော်လုံးပဲကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်